ချစ်သူတွေဖြစ်နေကြတဲ့အောင်စကူနဲ့ကွမ်းဒီဇက်ခုံပေါ်မှာဆိုရင်တယောက်ကမင်းသားတယောက်ကလူရှင်တို့ပရိသတ်တွေအားပေးမှုအပြည့်နဲ့အရန်လိုက်ဖက်တဲ့တွဲဖက်ညီတဲ့သူတို့နှစ်ဦးရဲ့နောက်ွယ်မှာဘယ်သူမှမသိတဲ့အချစ်ဆက်လန်းတပုတ်ရှိနေတယ်ဆိုတာပရိသတ်ကြီးတို့သိပါသလားဟုတ်ပါတယ်အောင်စကူနဲ့ကွမ်းဒီဟာဇက်ခုံပေါ်မှာလည်းအတွဲညီသလိုအပြင်လောကမှာတော့တိတ်တခိုးချစ်သူတွေဖြစ်နေကြတာပါသူတို့ရဲ့အချစ်ကအခုမှဆက်တာမဟုတ်ပါဘူးဒီမေပေရေးမရောက်ခင်ဇမင်းသားနဲ့လူရှင်တော်ဘဝတွေမစခင်အရင်ကလေးကတယောက်ကိုတယောက်နားလည်မှုတွေနဲ့ချစ်ခဲ့ကြတဲ့ချစ်သူတွေဖြစ်ပါတယ်မင်းသားတယောက်ရဲ့အေးဆေးတည်ငြိမ်မှုနဲ့လူရှင်တော်တယောက်ရဲ့ပျော်ရွှင်တက်ကြွမှုဟာတကယ်ကိုလိုက်ဖက်လှပါတယ်အများမြင်မှာတော့လို့ဖို့ကင်ဘက်တွေလို့ထင်ရပေမဲ့သူတို့နှစ်ယောက်ရဲ့မျက်လုံးချင်းစုံတဲ့အချိန်တိုင်းမှာတော့အချစ်တွေကအယောင်တွေနဲ့တောက်ပနေပါတယ်ဇက်ခုံပေါ်မှာတော့ပရိသတ်ကိုဖြိုဖြင်းရင်အပြင်မှာတော့အချစ်တွေကိုဖုံးကွယ်ထားရတဲ့ဒီနှစ်ယောက်ရဲ့တိတ်တခိုးအချစ်ဇလန်းလေးကတကယ်ကိုရင်ခုန်စရာကောင်းလွန်းလာပါတယ်ပရိသတ်ကြီးရောဒီတွဲလေးကိုသဘောကျရဲ့လားဆိုတာပြောသွားကြပါဦးနော်